အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်ဇလန်းလေးကတော့အောက်လန်းဆရာပါပဲနဲ့စနကြိုးကဝေမိဝေဆိုတဲ့ဇလန်းလေးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဇလန်းလေးကိုမတင်ဆက်ပြီးခင်မှာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe ပါလေးလုပ်ပေးထားကြဖို့မမေ့ပါနဲ့ဗျာအားလုံးကျေးဇူးတင်ပါတယ်အစီအစဉ်တင်ဆက်သူကျွန်တော်ထက်ကြီးဖြစ်ပါတယ်ဗျာဘကိုးရိုးမတောင်ချေအနီးစခန်းရွာဆိုတဲ့ရွာငယ်လေးတူရပါဗျာမနေ့စောစောလူနှစ်ယောက်စကားတပြောနဲ့လေထဲဘက်ကိုထွက်လာခဲ့တယ်သူတို့ပြောလာတဲ့စကားကတော့တာအေးဘာတော့ကွာတို့ရောကွာဆရာလေးရောက်လာတာတော်တော်ကံကောင်းနေအေးဘာဒီကံကောင်းတာလဲပြောတတ်မအောင်ဟာငါနားမလဲတော့မင်းကလည်းတီးတီးနဲ့ကွာဒီလိုလေးကွာဆရာလေးရောက်လာလို့ရှိရင်ပယောဂါကြီးလည်းကုတယ်ကွာဆေးဝါးဆိုလို့ရှိရင်လည်း तू ကကုပြီးတယ်ကွာအဲ့ဒါတော့ငါတို့ရွာတွေမကောက်ဟိရောက်ကြီးကျန်တဲ့ရွာတွေကပါစဆရာလေးကိုပဲအားကိုးနေရတာအေးကွာဆရာလေးကထူးတော့ထူးဆန်းတာသူကသူအောက်လန်းဆရာလို့လည်းပြောတယ်ဒါပေမဲ့လည်းခွန်းရဲ့သားသမီးတွေကိုဘာတစ်ခုမှဒုက္ခမပေးဘူးဒါသူပြောတာမင်းမသိဘူးလားကွာသူကဒီပညာကိုငငယ်လေးတွေကရထားတာတဲ့ဒီပညာတွေကိုရထားပေမဲ့ခွန်းရဲ့သားသမီးတွေကိုသူကဒုက္ခမပေးဘူးတဲ့သူ့ရဲ့စိတ်ဆင်းစေတနာကောင်းတော့ဘူးကွာဒီလူနှစ်ယောက်စကားတပြောနဲ့လမ်းလျှောက်နေရင်အရှိနားနေရောက်တဲ့အခါကျတော့လို့နောင်ကြီးတို့ဒီလူနှစ်ယောက်လှက်ကြည့်လိုက်တယ်လဲပေါ်မှာစောင်းလေးကိုခြုံပြီးတော့အသားမဲတယောက်လူတယောက်ကိုလှမ်းတွေ့လိုက်တယ်စောစီးဆိုတော့အေးတာဗောဗျဘာလဲမိတ်ဆွေကကျွန်တော်ဆရာပပိန်တို့အိမ်သွားကျင်လို့ဗျာဘယ်လမ်းလေးတော့သွားမလဲတစ်ချက်လောက်လမ်းညွှန်ပြီးသားမှာတော်သူတောင်သားတွေဆိုတော့ယူတသားပါပဲဗျာပို့ပွင့်လေးပဲပြောလိုက်တော့ကဲဒီတိုင်းနဲ့တနန်းသွားပြို့ရွာထိတ်ကြရင်ဆရာပပိန်ရဲ့အိမ်တွေ့လိမ့်မယ်ကျေးဇူးပါပဲပြို့ကျေးဇူးပဲလူနဲ့နှုတ်ဆက်ပြီးတော့လှဲစရာလဲလှဲမောင်းပြီးထွက်လာခဲ့တာဆရာပါပင်တယောက်စောစီးသူလုံနေကြအတိုင်းပဲဖះတွေရှ िख ိုးမြစ်တာတွေပို့ပြီးတော့အရှိကလေးဖြင်းလေးကိုဆင်းလာခဲ့တယ်ကလေးဖြင်းဆိုတာလဲတောသူတောင်သားတွေတော့သိပါတယ်ဗျာဟိုတုန်းကဆိုလို့ရှိရင်တော့ကလေးဖြင်းလေးတွေထိုးပြီးတော့ဒီရှိမှာကရင်လေးထားပြီးတော့နေကြတာလीဗျာဒီခေတ်ကတော့ကလေးဖြင်းထိုးသေးလားမထိုးသေးလားတော့ကျွန်တော်လည်းမသိတော့ဘူးပြောဆရာပါပင်ရှိတယ်ပြောဝင်လာခဲ့လေလူလည်းမသိဘူးလုံးလည်းပြောဆိုနဲ့လှဲပေါ်ကလူကလည်းစင့်ချလာပါလေရောစင့်ချလာတော့ဆရာပပိန်ကိုကျွန်တော်လာပေးနာပါဗျာမြန်လာလိုက်ခဲ့ပါတော့ခဏဆောင်ပြုတ်ဆရာပပိန်သူလွယ်နေကြဆေးလွယ်ကလေးကိုအိမ်မော်တက်လွယ်ပြီးတော့ကိုဘူးဗျာဆရာဒီနေ့မင်းပဲချက်ပြုတ်ပြီးစားလိုက်တော့ဒီမှာလူနာနောက်လိုက်သွားလာအောင်မယ်ဟုတ်ဆရာကိုဘူးဆိုတာအသက်12နှစ်အရွယ်လေးပေါ့ဗျာမိမရှိဘာမရှိမို့လို့ဆရာပါဘေးရတဲ့သူနဲ့အဖော်ရအောင်ဆိုခေါ်ထားတဲ့ကောင်လေးဗျဒီလိုနဲ့အသားမဲတဲ့လူနဲ့လဲဘော်တက်လိုက်သွားတယ်လဲဘော်ရောင်လေးရောက်သွားဒါနဲ့ခမရနာမည်ဘယ်လိုခေါ်လဲဗျကျွန်တော်နာမည်ကရွာထဲမှာတော့ဗျာမဲကြီးလို့ပဲခေါ်တယ်ဆရာလဲကိုမဲကြီးလို့ခေါ်ရပါတယ်ဒါနဲ့ကိုမဲကြီးဘာကိစ္စများရှိလို့လဲဗျလူဗျာကျွန်တော်ရဲ့သမီးလေးတရေဝင်ဘူးနေတာဗျအမဲသားကျွေးဆိုတော့လေခဏကျွေးရတာပဲဒါပေမဲ့ဗျာဒီသေးရမထွက်ဘူးခဏဝင်ပူးနေတာနဲ့အားနဲ့ရွာတွေကလူကြီးတွေကဆရာပပိန်သွားခေါ်ဆရာပပိန်စီရောက်မှအเจ้าဆုံးသိရမှာဆိုလို့လားခေါ်တာဆရာဒါနဲ့ဘလို့စပြီးတော့တရေပူးတာလေကျွန်တော်ချက်လောက်တင်ပြောပြရသမောလူဆရာကြီးစနေတင်းနေကြောက်ပိတ်ရဲဆိုတော့ကျွန်တော်တို့ကလည်းကျွန်တော်ရဲ့သမီးလေးကိုလည်းခေါ်သွားလိုက်တာဗျာရောလင်မယားလည်းကောက်ရိတ်နေတာဆိုတော့ကလေးကိုအိမ်မှာမထားခဲ့ရင်လည်းလဲတဲ့ခေါ်သွားလိုက်တာအဲ့ဒီညောင်မင်းလဲဝိုင်းကြီးကတော်တော်တရေ6တယ်ဗျတရေ6တာမှာတော်တော်ကျဉ်းဘယ်သူမှအနာဖြတ်ပြီးမသွားရဲဘူးနေဝင်ရည်စီရောဆိုရင်အဲ့ကိုခေါ်သွားလိုက်တော့ကလေးကအပေါ့တွေပါကြီးသွားမိကျင်နေတူပါလေဗျအဲ့ဒီကစပြီးဖမ်းတော့တာဗျ3-4ရက်လောက်ရှိပြီဆရာကြီးခဏအမဲသားတောင်းစားနေတော့ကျွန်တော်တို့လည်းမတက်နိုင်တော့စီးရဲတဲ့လူတွေဆိုတော့တီးတဲ့အတိုင်းပဲအေးဒါဆိုလည်းမြန်နာမောင်းဗျာဆရာပါပိန်နဲ့အဲ့ဒီလူစကားတပြောနဲ့လှဲပေါ်ကနေပြီးတော့လိုက်သွားလဲဒီလိုနဲ့ရွာထိပ်နှက်စင်ရှိရောက်နတ်ကွန်းပေါ့ဗျာကျွန်တော်တို့ဘက်မှာတော့နှက်စင်လို့ပဲခေါ်ကြတယ်နတ်ကွန်းရှိရောက်တော့ကိုမေကြီးနတ်ကွန်းရှိမှာတစ်ချက်လောက်ရက်ပြီးပါအောင်ဗျာကျွန်တော်အမှတစ်ချက်လောက်ဆင်းပြီးတော့ပူဇော်ခြင်းပသခြင်းလို့ပါသူတို့အောင်လန်းဆရာတွေဆိုတာအထက်လန်းဆရာကြီးလို့ဝင်တော်လာဝင်လို့မရဘူးဗျာသူရွာတော့ရှင်တွေကိုအခွင့်နောက်ပြီးမှဝင်ရတဲ့ဒလေးရှိတယ်လေဗျာသူကလည်းဒီလိုပဲခွင့်မတောင်းမဲ့ဝင်လဲရတယ်ဆိုပေမဲ့ तू ကစီကန်းကိုလိုက်နာတဲ့လူတယောက်ဆိုတော့ကျွန်တော်ရှင်ကိုဆင်းလိုက်ခဲ့ရတာ
ရှင်ကိုဆင်းပြီးအမွှေးတိုင်းနေဘာတွေပူဇော်နေပြီးတော့ဘာတွေပြောနေလဲတော့မသိပါဘူးဗျာကိုမိတ်လဲလှမ်းကြည့်ပြီးတော့ဆရာပါပိန်ကပြီးတော့ပြန်တက်လာဆရာပါပိန်လဲရွာထဲကိုရောက်လို့လူနာအင်းရှိလဲရောက်ကောဟေးအဲ့ဒီဆရာအစုပ်ဘလို့ကိုခေါ်လာပြန်ပြီလားဒါအော်ကြီးနဲ့မင်းကလေးတယောက်ရဲ့အတန်အလုံးဝအော့ထွက်သွားပြီးတော့မှဆရာပါပိန်ကိုနှမ်းပြီးပြောလိုက်တယ်ဆရာပါပိန်ကခပ်ပြုံးပြုံးလေးပဲနေပြီးတော့ကိုမေးကြီးကျွန်တော်လာတာတော့ဒီကောင်ကြိုတိနေပြီဗျကျွန်တော်တော့အစွမ်းထက်တဲ့တရေလာတော့မသိပါဘူးဗျာဒီလိုနဲ့ဆရာပါပိန် channel ကိုဝင်လိုက်တဲ့အချိန်မှာဘလို့လှိုင်းတန်းလိုင်းလည်းမသိသူ့ကိုလာပြီးထိကြိုက်တယ်ဆရာပါပိန်လည်းဒီလိုဆက်ကဘာဆက်လဲဆိုတော့သူကောင်းကောင်းမခံစားနှိမ့်တော့ဖဏောင်လေးနဲ့မတိမတာတစ်ချက်ပေါက်လိုက်တော့အဲ့ဒီဆက်တီးကပြတ်တောက်ထွက်ကုန်တော့ဗျာဆရာပါပိန်လည်းသူတို့အိမ်ထဲကိုရောက်လို့လူနာရှိလက်တော့သွားလူနာမင်းကလေးကဘေးမှာရင်ဝစ်တောက်နေတဲ့လူကြီးရှိကနေရင်ဝစ်ဘက်ကောင်ကိုကောက်ကင်ပြီးတော့ဆရာပါပိန်ရှိကိုလှမ်းပြီးပြစ်ထည့်လိုက်တယ်ဗျာဆရာပါပိန်ရှိကိုလှမ်းပြလိုက်တာတော့ရင်ဝစ်ဘက်ကန်ပဲဒါပေမဲ့ဆရာပါပိန်ကမြင်လိုက်ရတာအဲ့ဒါရင်ဝစ်ဘက်ကန်မဟုတ်ဘူးဗျာသူတို့ရဲ့ဆရာကြီးဆိုတော့မြင်ရတာပေါ့ဗျာမီးလုံးတစ်လုံးတက်လာတာဗျာဆရာပါပိန်ကလည်းအဲ့ဒါကိုလက်နဲ့အသာလေးပဲလှည့်ပြီးယူလိုက်တာပေါ့ဗျာဘေးကလူတွေကတော့ကြည်နေတာပေါ့ဆရာပါပိန်ရင်နွေးဘက်ကနေပြစ်တယ်ဆိုတော့ဘေးနာလူတွေကလည်းရုပ်ရုပ်တဲတဲတွေဖြစ်ကုန်တော့ဗျာလူနာမင်းကလေးကတကယ်တော့ရင်နွေးဘက်ကနေပြစ်တာမဟုတ်ဘူးဗျာဆရာပါပင်းကိုမီးလုံးနဲ့ပြစ်လိုက်တာဒါကိုဆရာပါပင်းကတီးတော့လဝါလေးနဲ့ဖြန့်ထားလိုက်တာအားအတင်းတရားပဲလေးပေါ်မှာရင်နွေးဘက်ကန်လေးကတစသည်ကွက်ထွက်သွားအဲ့ဒါဆရာပါပင်းကပြောဆိုသူနဲ့အောင်မှာတော်တော်လေးကိုတက်တိရှိနေတဲ့သေးပါလားငါဘာလို့လဲဆိုတော့မသိလားအေးငါအထက်လန်းဆရာကြီးလို့မေတ္တာရက်ခံနေမှာတော့မပါဘူးကွာဟိတ်သူ့ချုပ်ထားလိုက်စမ်းငါရဲ့ဆရာပါပင်ရဲ့အမိတ်ငါအမိတ်ကွာတစ်ချက်ပဲပြောလိုက်ပြီးတယ်ဆရာပါပင်ရဲ့ဘေရောညာရောကနေပေါ့မမဲအကောင်ကြီးနှစ်ကောင်ပြေးထွက်သွားပြီးတော့အဲ့ဒီလူပြေးပြီးချုပ်ထားလိုက်တယ်ဗျာအဲ့ဒီလူနာမင်းကလေးကိုပြေးချုပ်ထားလိုက်တာဒါပေမဲ့ဘေးလူတွေကြီးနေတယ်ကတော့လူနာမင်းကလေးကနောက်ကျောင်းလက်ပြန်ကြိုးကြီးတုတ်ထားသလိုဖြစ်နေတာပေါ့ဗျာဆရာပါပရတော့လှမ်းကြည့်လိုက်တာဘလူးမှမမြင်ရပေမဲ့သူကတော့မြင်ရတာပေါ့အမှမမဲကောင်ကြီးကကောင်မလေးကိုဂုတ်ခွာစီထားပြီးတော့သူဘေးနာထွက်သွားတယ်မမဲဘလူးနှစ်ကောင်ကလည်းအဲ့ဒီကောင်ကြိုးချုပ်ထားပြီလောက်တောင်ဖြစ်နေတဲ့ကောင်မညာမတာတေးမုံနေတာထုထဲတာရက်ခကြီးကဘာပြောညာပြောနေတေးမုံနဲ့လှိမ့်မိန်ထုတာလှိမ့်မိန်ထုတော့တေးခင်ဗျာဘာမှမပြောနိုင်ပဲနဲ့မလေးလူလှိမ့်ကြမှနေတာပေါ့ဗျာငယ်တိုင်းကြီးကိုပါလို့လုံးကြပါနဲ့ဗျာကျွန်တော်မလုံးကြပါတော့နဲ့ကြောက်ပါပြီဆရာရဲ့ကြောက်ပါပြီဟာမင်းကအခုမှဘာကြောက်ပါပြီတော်ပါပြီတော်ပါတော့ဆရာရဲ့တော်ပါတော့အမျိုးမျိုးပဲတနာခံနေဗျာကဲဒါဆိုလို့ရှိရင်မင်းဘာကြောင့်ဒီကလေးမလေးကိုခဏနှောက်ရှက်နေတာငါ့ကိုပြောသားဆရာပါပိန်လည်းမြင်မှာပေါ့ဗျာကျွန်တော်ရဲ့ခန္ဓာကိုယ်မှာရပြီဒါဆိုရင်တော့မင်းခဏလေးစောင့်ဆရာပါပိန်ကပြောဆိုသူနဲ့လူနာမင်းကလေးရဲ့ခန္ဓာကိုယ်သုံးချက်သွားပြီးတတ်ချလိုက်တယ်ဗျာသုံးချက်တတ်ချလိုက်တဲ့အချိန်မှာတော့အဲ့ဒီပရဲရဲ့ခန္ဓာကိုယ်ကမျိုးဝင်းတောက်နေတဲ့စက်ကြိုးတကျူကပြတ်ထွက်သွားတယ်ဗျာကဲမပြောရရပြီဒီလိုပါဆရာရဲ့ကျွန်တော်ဒီရွာသားတွေကိုလှုပ်ချင်လို့လှုပ်တာမဟုတ်ပါဘူးကျွန်တော်ကဒီနေကကွင်းမိုင်တာတီဆိုတာကျွန်တော်ပါပဲဆရာရဲ့ကျွန်တော်စုံမတယောက်ကကျွန်တော်ကဝေမတယောက်ကအခုလိုအတင်းကျပ်ခိုင်းထားလို့ပြီးတော့သူတို့ရဲ့စက်ကြိုးတွေနဲ့လည်းတုံနှောင်ထားပြီးတော့အခုလိုအတင်းကျပ်တွေခိုင်းထားလို့ကျွန်တော်လုံနေရတာပါကောင်းပြီလေဒါဆိုလို့ရှိရင်တော့မင်းကိုဒီတိုင်းပဲနေခွင့်ပေးလိုက်မယ်ဒီနေ့ဒီရက်ကစပြီးတော့မင်းဒီရွာသားတွေကိုနှောက်လဲမနှောက်ရှက်နဲ့မင်းအောက်ကတစေတရေတွေကိုလည်းမနှောက်ရှက်ခိုင်းနဲ့ကြားလာငါပြောတာဟုတ်ကဲ့ပါဆရာရဲ့တရေကြီးလည်းအတန်နဲ့တုံနဲ့ပေါ့ဗျာကောင်းပြီဒီကိစ္စတော့နည်းနည်းတော့ရှုပ်ထွေးတယ်ဗျာဒါကတော့လောကီပညာရက်တွေနဲ့စိုင်သွားပြီဆိုတော့ကျန်တဲ့အပိုင်းကြီးကတော့မလုပ်တော့ဘူးဒါနဲ့ကျွန်တော်တစ်ခုလောက်တော့ပြောချင်တယ်ဗျာခင်ဗျားတို့တရွာလုံးပထမปีကလေးတွေပြေသေးတို့ပထန်းတို့နဲ့ရွတ်ဖက်ပူဇော်ပြီးကမဝါဒီပါရွတ်ဖက်ပူဇော်ထားရင်တော့ပိုပြီးကောင်းနိုင်တယ်ဗျဒီအပိုင်းခင်ဗျားတို့ရွာမှာမကောင်းတာတွေခဏဖြစ်နေတယ်မဟုတ်လားဒီလိုနဲ့လူကြီးတယောက်ရောက်လာတဲ့လူအားလုံးကလည်းဟုတ်တာပါဆရာရဲ့ဒီညဆိုလဲခွေးတွေဦးဒါကိုလည်းရွာလူကြီးကိုတော့ပြောထားပါဆရာရဲ့ရွာလူကြီးကနှစ်ဖန်ဆိုလို့ရှိရင်တော့ပေးပထန်းလာမယ်လို့တော့ပြောထားတယ်အေးကောင်းတယ်ကိုယ့်ရဲ့ခြံဝိုင်းနေရော
အားလုံးပေးတဲတွေနဲ့ပတ်ထားကြဗျကဲဒါလားဆိုလို့ရှိရင်တော့ကျွန်တော်ပြန်လာအောင်မယ်ဗျနေပါဦးဆရာရဲ့သမင်းလေးပါလေးကျွေးပြရသေးဘူးဒီနေ့ရှင်မင်းကလေးအင်ရဲ့သမင်းလေးပါလေးကျွေးကြက်ပြီးတော့ညနေ3 နာရီလောက်ကျတော့ဆရာပါပင်ပြန်သွားတယ်ဗျဆရာပါပင်ပြန်ပြီးတော့ရွာထိပ်နဲ့ကွန်းလည်းရောက်မေးကျွန်တော်လာပြီလေမေးလူလေးပါပဲဒီကိစ္စတွေးသွားရုံမဟုတ်ဘူးလူလေးပါပဲညဟုတ်ကဲ့ပါမေးပြောပါဒီကိစ္စဖျားပြတ်တောင်ကုန်းကစနကြိုးကဝေမိဝေဥဆောင်နဲ့စုံမ9ဖော်လုံနေတာပဲငါသားရဲ့ဟုတ်ကဲ့ပါစက်ပြောပါမေးလူငါသားရဲ့ဒီစနကြိုးကဝေမိဝေအေးတာရွာကိုအတိအေးတာရွာကိုအတိကပြစ်မှတ်ထားနေတာငါသားရဲ့အေးတာရွာအဲ့ဒီရွာရဲ့အလဲကောင်ကမကြီးပြီမှာကဝေတိုက်ရှိတယ်အဲ့ဒီကဝေမျက်နှာဖုံးဒီကောင်မလိုချင်တာဒါပေမဲ့အဲ့ဒီရွာမှာစုံဖြူမာကြီးညီဖွာရှိနေတဲ့အခါကျတော့သူတွားပြီးယူလို့မရဘူးဒါကြောင့်မို့လို့ဘေးရွာတွေကစုံနေကဝေတွေတရေတစီနာနာဘဝတွေအားလုံးသူ့ရဲ့သဘဲလက်အောက်အခန့်ပြချုပ်နှောက်မိကမှဒီရွာကိုတွားပြီးတိုက်မှာငါသားရဲ့ဟုတ်ကဲ့ပါအမေဒါဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုလုပ်ကောင်းမလဲဒါကတော့အမေကျိုးလဲအကြံတက်တော့ငါသားကိုတော့တည်င်းဖြစ်ပဲပြောပြတာကောင်းပြီအမေအဲဆိုလို့ရှိရင်တော့ကျွန်တော်အေးတာရွာကိုဆက်ပြီးတော့တွားလိုက်တော့မယ်အမှတာဝန်ရှိတဲ့လူနဲ့ပဲတွားပြီးစကားပြောတော့မယ်အမေကြီးကောင်းတဲ့လူလေးအနေနဲ့လည်းကြည့်ပြီးရှောင်းလူနဲ့ရွာတော်ရှင်ရွာကိုစောင့်ကြက်နေတဲ့အမေကြီးလည်းဖြုတ်လဲသူပျောက်ကွယ်သွားတော့ပါဗျာ3 နာရီကနေပြီးကမှအေးတာရွာကိုချင်းလျှောက်သွားမယ်ဆိုလို့ရှိရင်9 နာရီလောက်မှရောက်မှာဗျာစောင်းနေမိုင်းဆိုတော့စောစီးစီးနေဝင်တာခင်ဗျားတို့လည်းပြီးမှာပါဗျာလူနဲ့ချင်းလျှောက်သွားလိုက်တာရွာကိုမရောက်ခင်နိုင်ဝက်အလိုလောက်မှညောင်မင်းတပင်ရှိတယ်ဗျာမိုးကလည်းချုပ်လာပြီဗျ9 နာရီကြီးတော့မိုးကချုပ်လာပြီအချိန်ကြီးဆိုတော့ညောင်မင်းတပင်ရဲ့အောက်မှာတဲမတဲ့ကောင်ငိုရှိုက်နေတယ်ဗျာကဲကြပါဩတဏ္ဍဘဝကြီးလေတကယ်လည်းတော့တကယ်ကိုတဏ္ဍတရားကောင်းပါလေတဏ္ဍဘဝဘာမှဖြစ်လည်းမသိဟဲ့တစေမဘာဖြစ်နေတာငါပြောတာအောက်ကခြိထားတဲ့ကလေးလေးကလည်းငိုးလို့ပေါ့ဗျာဆရာရဲ့ကျွန်တော်ကဲပါဦးကျမကိုကဲပါဦးဆရာရဲ့ဘာသူကဲပါဦးကျမကိုကဲပါအေးလေနင်းတို့ငါကဲမလို့ပဲညိုနောက်ငါရောက်လာလူနဲ့ဆရာပါပင်နဲ့အရှိကိုသတိလက်လွတ်တိုးသွားလိုက်တဲ့အချိန်မှာပဲလျှက်တစ်ပြက်ဆိုလို့မီလုံးနှလုံးဆရာပါပင်ရဲ့ရင်ဘက်ကိုဥတီပြီးဝန်းလာလိုက်တယ်ဗျာဆရာပါပင်ကလျှက်တစ်ပြက်ဆိုတော့ပြန်လဲပြီးမတုတ်ဘူးပြန်လဲပြီးမခုခံနိုင်ခင်မှာပဲဆရာပါပင်ရဲ့ဝမ်းပိုက်ထဲကိုမီလုံးနှလုံးပြေးဝင်သွားတော့တယ်ဖုံးလဲဆိုအတန်နဲ့အတူတူဆရာပါပင်နောက်ကို10 ပေလောက်တီလွှင့်ပြန်ထွက်သွားပြီးတော့လောကကြီးနဲ့အဆက်အသွယ်ပြတ်သွားတော့တယ်ဗျာမောင်ပိန်းရဲ့ညာကြီးမောင်ပိန်းတော့နေတဲ့နေရာကိုဆရာပါပင်ရောက်သွားတယ်အလင်းဆိုတာဘာမှမရှိဆရာပါပင်အားငယ်စိမ့်နဲ့ဘယ်သွားလို့သွားမှမသိချီဦးတဲ့တာသူလျှောက်သွားခဲ့တော့တယ်ဒီချိန်မှာပဲအတန်ကြားလိုက်ရတယ်လူလေးပါပဲသူလဲအဲ့ဒါဘာတူလဲဆရာပါပင်ပြပြသေးသေးဖြစ်သွားတယ်ဗျာဒီလိုနဲ့ဆရာပါပင်ရဲ့မှောင်မဲနေတဲ့အရှိကိုအလင်းတန်းတစ်ခုထိုးဆိုင်လာတယ်ဗျာအဖြူအောင်အလင်းတန်းတစ်ခုကထိုးဆိုင်လာခဲ့အရှိမှာတော့တောင်မွေးလေးကိုထောက်လိုက်ရတာနဲ့တကူလုံးဖြူဖြူစွတ်နေတဲ့ဖိုးကြီးတယောက်တွေးခဲ့တယ်လူလေးပါပဲရတိန်နီးမစီသေးပါဘူးကွယ်ဒါကြောင့်မလို့အဖိုးကလူလေးပါပဲပြန်လဲလှုပ်မလို့ဆိုလာခဲ့တာပဲလူလေးပါပဲခုနှစ်သားသမီးကြီးကိုစိတ်ကောင်းစေတနာကောင်းထားပြီးတော့ကဲတင်ရှေ့လျှောက်ပြီးတော့ကဲတင်ဆောင်းလျှောက်ပါဟုတ်ကဲ့ပါအဖိုးဒါနဲ့အဖိုးကဘာတူလဲမသိအဖိုးကဒီတော့ဒီတောင်စောင့်နေတဲ့တောဆောင်နမီးပဲကျေးဇူးတင်ပါတယ်အဖိုးကဲသွားရတော့အဖိုးကတောင်မွေးလေးနဲ့ဆရာပါပင်းကိုတိုက်လိုက်တယ်ဆိုပြီးပဲဆရာပါပင်းကလွင့်မျောပြီးတော့သတိပြန်လေလာတော့တယ်ဗျာဆရာပါပင်းသတိပြန်လေလာတော့မနက်မိုးလင်းကသာဖြစ်နေပြီတဲလေးကိုရောက်နေတာဟာဆရာပါပင်းတော့သတိပြန်ရနေပြီမိမကြီးဆရာသတိပြန်ရနေပြီလားဟုတ်တယ်ဒါနဲ့ခင်ဗျားတို့ကဘာလုပ်လဲမသိဆရာပါပင်ရလည်းဗျာမိတ်တက်လိုက်တာလွန်ခဲ့တဲ့2 လလောက်ကကျွန်တော်သမီးလေးစုံဖန်းတော့လာရောက်ပြီးကုသပေးသွားတာလေမောင်မြင့်နဲ့မင်းလှတိပြီဒါနဲ့ဆရာပါပင်ကညဘာဖြစ်တာလဲ
လူပါပဲကွာတွားရင်လာရင်နဲ့ဘာဖြစ်လဲမသိပါဘူးမူးပြီးလဲတာဒါဆိုအားနဲ့နေလို့နဲ့တူတယ်ဆရာရဲ့ဟုတ်မယ်နဲ့တူတယ်ဟိုကျွန်တော်လည်းကျမ်းမာရေးသိမကောင်းတော့အားနဲ့နေရတယ်တူအဲ့ဒီလင်မယားကိုညာပြီးပြောလိုက်ရတာပါဗျာအမှန်တိုင်းတော့ပြောလို့မရဘူးအဲ့ဒါဆရာပါပင်ကအခုဘယ်သွားမလဲဣတာရောက်ဝါမလို့အဲ့ဒါဆိုတော့အတော်ပဲဆရာကြီးကဲကောင်းချင်းမောင်းလေးပါလေးစားလိုက်ပါဦးဗျာကောင်းချင်းမောင်းလေးပါလေးစားပြပါလို့ရှိရင်ကျွန်တော်နဲ့လဲနေတာတစ်ခါလိုက်ခဲ့တော့ကျွန်တော်တို့လည်းလင်မယားလဲတောင်မော်ထဲမှာစားစရာပြည့်နေလို့ရွာမှာရိတ်ခါပြည့်ယူလို့ဆရာရဲ့လူနဲ့ဘွေလင်းဆရာပါပင်နဲ့အတူတူလှဲမောင်းပြီးထွက်လာခဲ့တာနေ့နေ့ကလည်းပိတ်မောင်းနေအောင်ကြာနေတဲ့အချိန်ပေါ့ဗျာရွာနောက်မရောက်တယောက်ကြတော့ရှိရတဲ့ထောင်းနဲ့လူတယောက်အရေးကြီးတုတ်ပြာနဲ့ထွက်လာခဲ့တယ်ဗျာအနားကိုရောက်တော့ဟာကိုဖိုးတော့ဘယ်သွားမလို့လဲဗျာဘယ်သွားမလဲကွာစခန်းရွာကိုသွားမလို့ကွာဆရာပါပင်ကိုသွားပေးမလို့ဒါဆိုရင်တော့ခင်ဗျပြေးမနေနဲ့ဗျို့ကျုပ်တို့လှဲပေါ်မှာပါတယ်ဗျဟုတ်လားဟာပြတလဲဖြစ်သွားတာဒါဆိုတော့အတော်ပဲဟေးမမြန်တာမောင်းဟာဘာတွေအရေးကြီးနေရတော့ဗျမောင်းပါကွာဆရာကြီးဦးမတ်ကြီးတို့ရွာဘိန်းတော်ဆရာဦးမတ်ကြီးရဲ့အိမ်ကိုမမြန်တာမောင်းဟေးဟိုကြရင်တော့မင်းသိရလိမ့်မယ်ကွာမင်းတို့လင်မယားတောင်ရထဲမှာပဲအနေများတော့ရွာအကြောင်းတွေကိုဘယ်သိမလဲကွာအေးပါဒါနဲ့ပဲနွားကိုဒုံဆိုင်ပြီးမောင်းသွားပြီတော့ဆရာမတ်ကြီးရဲ့အိမ်ရှိမှာကဲပါအောင်နဲ့အော်နေကြတဲ့လူနာတွေအယောက်20လောက်ရှိတယ်ဘိုက်တီကိုနှိမ့်ပြီးအော်နေတာဆရာပါပင်နှမ်းကြည့်လိုက်တဲ့အခါမှာတော့အထက်မှာတရဲတစီတွေကလူနာတွေကိုတက်ခွပြီးတော့မှဘိုက်တီကိုလက်တွေနဲ့နှိမ့်နေတာဗျာအကြောင်းမို့လူနာတွေကအသေးအတန်ဘိုက်အောက်နေကြတယ်ဆရာပါပင်အိမ်ထဲရောက်သွားတဲ့ဆိုရပဲတက်တစ်ချက်ခောက်ပြီးဖနှောက်တစ်ချက်ပေါက်လိုက်တာအဲ့ဒီလူနာတွေကိုပူးနေတဲ့တရဲတစီတွေချမ်းမြေအကုန်ရောက်ကုန်ကြတာချမ်းမျိုးအကုန်ရောက်ကုန်ကြတာပဲဗျာဆရာကြီးဒီမှာတက်တိုက်စနိုင်မယ်ဒီရွာထိပ်မှာဆရာပိုင်ပင်ပါလာပြီဟုတ်လားဆိုလို့ရှိရင်တော့လူကြီးသွားခေါ်ရေးကဲဆရာမကြီးဆရာပါပင်ရနေပြီဆရာမကြီးဘာဒီမြန်ဖြစ်နေရလဲဗျဆရာလေးမြင်တဲ့အတိုင်းပဲဘုကျလို့မကောင်းတာတွေရွာမှာဖြစ်နေတယ်ဆရာလေးကျွန်တော်လည်းအဲ့ဒါကိုသိပါတယ်ဗျာဒါနဲ့ဒီမှာနောက်ဝင်တယ်တယောက်မြန်ရှိလားမသိရှိတယ်ဟုတ်တော့ဗျာဆရာရွာနောက်ပဲဒေါ်တော်ကြီးကိုသွားခေါ်တယ်ကွာဟုတ်ကဲ့ဆရာလူနဲ့ကိုဖိုးတောင်လည်းဗျာကတိဒေါ်တော်ကြီးကိုသွားခေါ်တော့လေကြာခင်မှာပဲဒေါ်တော်ကြီးနဲ့နှစ်ယောက်ကိုဖိုးတောင်ပြန်ရောက်လာဆရာကြီးရောက်ပြီဆရာမကြီးကျမကိုခေါ်တယ်ဆိုတာဘာလဲရှင်ဘာမှမဟုတ်ဘူးငါခေါ်တာမဟုတ်ဘူးဆရာလေးပါပင်ကမင်းကိုခေါ်ခိုင်းလိုက်တာဆရာလေးပါပင်ဘာကိစ္စလဲမသိဒီလိုပါဒီရွာမှာတာဝန်ရှိတဲ့ပုဂ္ဂိုလ်နဲ့ကျွန်တော်အဆက်အသွယ်လေးလုပ်ချင်လို့အဲ့ဒါဂျာကန်တစ်ချက်တယောက်လို့ဒါမြန်ရပါဆရာရဲ့ဆရာပါပင်ကဲကောင်းပြီဒါဆိုလို့ရှိရင်တော့အာယုံလျှော့ထားစိတ်တွေတက်နိုင်တဲ့လောက်ဒါလျှော့ထားဗျာဖရာတရားကိုရှစ်ခုပြီးရင်တက်နိုင်တဲ့လောက်စိတ်ကိုလျှော့ထားလူနဲ့တော်ကြီးလဲသပင်ကိုဖြန့်ချပြီးတော့ဖရာကိုဥကုန်းချသပင်ကိုဖြန့်ချလဲပြီးစိတ်ကိုလျှော့ထားလိုက်ကဲဒီရွာမှာစောင့်ရှောက်နေတဲ့စောင့်ရှောက်ပုဂ္ဂိုလ်ကြီးကျွန်ုပ်ဆရာပါပင်ကဖိတ်မှန်တကပြုလိုက်ပါတယ်ချက်ချင်းလိုပဲအမြန်ဆုံးကြွခဲ့ပါဒီလိုဖိတ်မှန်တကပြုလိုက်တဲ့အချိန်မှာပဲတော်တော်ကြီးရဲ့ခန္ဓာကိုယ်တစ်ဆက်တုံးလာပြီးတော့ဟေးဆရာလေးခုရောက်နေတာဘယ်သူများလဲမသိဘူးဘယ်သူကမလဲဒီရွာကိုကာကွယ်နေတဲ့ဆုံးဖြူမကြီးဆိုတာငါပဲဆရာလေးရဲ့ဒါနဲ့လူလေးအခုလာတဲ့ကိစ္စအဲ့ဒီအကျိုးကြောင့်အစုံတော့နည်းနည်းပြောပြဖို့တော့ကျွန်တော်တင်ပြီယူလာတဲ့ကိစ္စကတော့ဒီရွာမှာဖြစ်နေတဲ့ကိစ္စတွေလည်းသိကျင်တာရယ်ပြီးတော့သိပြီလူလေးသိပြီဒီရွာကိုနေကယ်မှဖြစ်မှလူလေးအဲ့ဒီစနကြိုးကိုပြီးမိဝေခွတ်ဆိုတဲ့ခါမှငါတို့ရွာကိုလိုချင်နေကြတယ်ငါတို့ရွာလဲကောင်ကကြီးပြီးမှာကဝေတိုက်ရှိတယ်အဲ့ဒီကဝေတိုက်ကိုသူတို့ကတူးဖော်ပြီးတော့ကဝေမျက်နှာဖုံးယူမှာသူတို့ကဒီရွာကိုစီးပြီးဟဲ့ဆိုလို့ရှိရင်တရွာလုံးစုံးနေဖြစ်ကုန်နေမယ်ဒီရွာကြီးလည်းပျက်စီးသွားလိမ့်မယ်လူသားရဲ့လို့တယောက်မှမရှိပဲစုံးရွာကြီးဖြစ်သွားလိမ့်မယ်သူတို့လိုပဲကဝေအစ်စ်နေလဲအကြခင်ရောက်လာလိမ့်မယ်
ဒါကိုတားဖို့အတွက်လူလေးတစ်ဖက်တစ်လမ်းနဲ့ကူညီမှဖြစ်မှာစိတ်ချပါမေးကြီးကျွန်တော်လည်းတက်နိုင်သလောက်ကူညီပါမယ်ရွာသားတွေကဒါကိုကြတော့အားလုံးကပြပြတွေဖြစ်ကုန်ကြတာပေါ့ကဲမေးကြီးလည်းလှုပ်ရှားလေးရှိသေးလို့အချိန်သိမ့်မရဘူးသွားတော့မယ်နော်ဒီလိုနဲ့တော်တော့ကြောက်ခွေထွက်ပါတော်တော့ကိုရီမန်းနေပါကြီးနဲ့တောက်တက်ပြီးတော့ကဲရွာသားတွေအားလုံးတကြီးရောကြားတဲ့အတိုင်းပဲဗျာဒီရွာမှာပြဿနာအကြီးကျယ်ဖြစ်နေတာလွန်ခဲ့တဲ့၄တလားလောက်တည်းကပြဿနာအကြီးကြီးဖြစ်နေတာခင်ဗျားတို့သိတယ်မဟုတ်လားသိပါရဲ့ဆရာရဲ့ဒါဆိုကျွန်တော်တို့ဘာလုပ်ကအရင်ဆုံးကျွန်တော်ပြောချင်တာကတော့ဖုံးချောင်းကိုသွားပါဖုံးချောင်းကိုသွားရွာထဲမှာကမဝါတွေရွတ်ပိတ်သေးတွေပိတ်သေးမှန်းပြီးတော့တဲမန်းတွေပါတွေရွာစီရိုးတွေလိုက်ပြီးဖြန်းပြီးတော့ဖုံးချောင်းကနေပြီးတော့မှဖုံးခွင်တောင်းပြီးတော့တဲတွေများများလေးထည့်လာခဲ့ဗျာအဲ့ဒီတဲနဲ့ကျွန်တော်ရွာပတ်ချလဲမှာအစီမံတွေချကျင်ရပြီဆရာလေးဒါဆိုလို့ရှင်ဒါတွေအားလုံးကကျွန်တော်တို့ပဲလုပ်လိုက်မယ်တကြီးလဲသူ့ရဲ့ရွာသားတွေကိုဟွာလို့ဒါလုံးနဲ့ခိုင်းတာပေါ့ဗျာဟွာလို့ဒါလုံးနဲ့ခိုင်းတဲ့ခါကျတော့ရွာသားကြီးလည်းဟိုပြေးကုန်ရတာပေါ့အခုတလောဖြစ်နေတဲ့ကိစ္စတွေရှိတယ်ကဲဆရာမကြီးရေကျွန်တဲ့ကိစ္စကတော့ဆရာမကြီးပါပဲစက်ခဏလှုပ်လိုက်ပါဦးကျွန်တော်ဖျားရှိခိုးလိုက်အောင်ဒိုနဲ့ဆရာပါပိန်လဲဖျားကန်းကိုရောက်လာခဲ့တယ်ဗျာဖျားကန်းကိုရောက်ပြီးတော့ဖျားမိတွေပါတွေပူဇော်အမွှေးရိုင်တွေပါတွေကပ်ပြီးတော့တောက်တော့ရည်တွေပါတွေကပ်ပြီးတော့ဖျားရှိခိုးတနင်္ဂနွေကုံဒီ၅ပါးတီလာစောင့်နှိမ့်ပြီးတော့သူ့ရဲ့ခန္ဓာကိုယ်မှာအမြဲတည်းတိန်ထားခဲ့တဲ့အင်းနဲ့ဗျာဒီအင်းနဲ့ကအောင်လန်းဆရာတွေဆိုလို့ရှိရင်တော့ဒီအင်းနဲ့ကိုတောက်သုံးလိုက်မယ်ဆိုရင်အမတန်မှစိုးသွမ်းတဲ့အောင်လန်းဆရာတွေဖြစ်ကုန်ကြတာဒါကိုသိထားတဲ့အောင်လန်းဆရာပါပင်ကတော့ဒီအင်းနဲ့ကိုဒီပွဲမှာမတောက်လို့မရဘူးသူ့ရဲ့ပညာတွေကတအားနှုတ်တဲ့အခါကျတော့အင်းနဲ့တောက်သုံးမှဖြစ်မှာဒါကြောင့်မလို့သူတစ္ဆာအဋ္ဌံခဲ့လိုက်တော့တယ်အရှင်ဖေဟာတပည့်တော်ဒီပညာလူရဲလို့စပြီးတိတက်ကအရွယ်ကနေစပြီးတော့ခုနှစ်တာပြီးများကိုကဲတင်ပါသည်ဤမှန်ကန်သောတစ္ဆာစကားကြောင့်ဤအင်းနဲ့ကိုတောက်သုံးတဲ့အခါမှာစိုးကျိုးမဖြစ်ဘဲကောင်းကျိုးသာဖြစ်ပါသည်ဒီလိုနဲ့ပြောဆိုပြီးတော့ဆရာပါပင်ကလည်းအင်းနဲ့ကိုတောက်သုံးလိုက်တော့တယ်ဗျာလူနဲ့ရွာမှာအစီအစဉ်နဲ့အကုန်လုံးချထားတာပေါ့ဗျာဆရာပါပင်ကလည်းအဲ့လေသူကလည်းသူအတီးတီးပြန်ရောက်လာပြီဆရာပါပင်ယူခိုင်းလိုက်တဲ့ဖုန်းကြောင်းအသေးတွေလည်းပါလာပြီသူရွာသားတယောက်ကပြောတာအေးဒါဆိုလို့ရှိရင်ကျုံနဲ့လူငယ်2ယောက်လောက်လိုက်ခဲ့ဗျာဆရာပါပင်အချိန်ကြီးတိတ်မဆိုင်တော့ဘဲနဲ့ရွာပတ်ချလေးကိုတဲမန်းပြီးတော့လိုက်လှမ်းပြီးပတ်တယ်သူလိုက်လှမ်းပြီးပတ်နေတဲ့အချိန်မှာတော့ဖျားပြက်ကုန်းကစနကြိုးကုတ်ဝီမိဝီရဲ့မိဝီရဲ့ဟဲ့ကောင်မကြီးအမတော့ပြောပါအမတော့အေးအမတော့ပြောမနေနဲ့ညီတို့ဟိုရွာကိုစီးချထားတာတေရောတေချာရဲ့လားတေချာပါလေအမရေကျမတို့စီအထက်ချထားတာပါအေးဟိုငါခံစားမိနေတယ်အေးမြတဲ့လှိုင်းပလိုင်းလာပြီးရိုက်ခတ်နေတယ်ဒါမြင်အမတော်ရေဘာမြင်ခက်ခဲရှိလို့လဲအမတော်ရေမျက်စိဖွင့်ကြည့်လိုက်ပေါ့ဟောဒါလည်းဟုတ်သားပဲငါမိတ်နေလိုက်တာလူနဲ့စနကြိုးကုတ်ဝင်မိဝီမှာသူ့ရဲ့မျက်စိကိုလက်ဝါးလေးနဲ့တက်ပြီးလှမ်းကြည့်လိုက်တာလှမ်းကြည့်တော့ဩနင်တို့ပြောတော့ဟိုဆရာအစုပ်လုတ်ကသေပြီဆိုအခုမသေသေးပါလားရှင်ကျမတို့ရဲ့မရဏစနစ်ပြစ်ခဲ့တာပဲလေဟေးတော်အသက်ပြင်းနဲ့ကောင်တွေ့မယ်ဟာမဲတော့လာခဲ့တဲ့ငါရှိဦးအဲ့ဒါဆုံးမတဲ့ကောင်ချင်းသူရှိကိုရောက်လာတခင်မလေးပြောပါတခင်မလေးဘာကိစ္စမှရှိလို့အေးအဲ့ဒီရွာမှာဘာကြီးကြံစည်နေလဲဆိုတာငါသိကျင်တယ်အားကြောင့်မလို့မြင်ဆန်သွားဘာကြီးကြံစည်နေတယ်လေ့လာခဲ့တာဟုတ်ကဲ့ပါမိန်တော်တိုင်းမှာတခင်မလေးစနကြိုးကိုမိဝေမှာလှုပ်လိုက်တဲ့သုံးကလေပုံကြီးကန်းရောင်ကြီးကန်းအတွင်ပြန်ပြီးတက်သွားတာကြီးကန်းအတွင်ပြန်တက်သွားပြီးတော့ရွာတော့သူဝင်တဲ့အခါပညာတဲ့အယောင်ဆောင်ပြီးဝင်လို့မရဘူးလေဒီရွာမှာလဲဆုံးဖြူမှမိဖွားရှိနေတဲ့အခါကျတော့သူတိသွားမှာဆိုလို့ဘေးကတပင်မှာသူ့ရဲ့ပညာဘူးတွေကိုထားခဲ့တာပေါ့ဗျာအေးပညာဘူးတွေထားခဲ့ပြီးတော့သူကရွာထဲကိုဝင်ပြီးစုံစမ်းတာရွာထဲကိုဝင်ပြီးစုံစမ်းတဲ့အခါကျတော့ဆရာပါပင်တို့လုံးမဲ့အလုပ်ကိုတိသွားဟဲ့ဒီရွာမှာဘာတွေဖြစ်နေကြလဲ
အကျိုးကြောင့်အကုန်ပြောပြတာပေါ့ဗျာဆွမ်းကလို့ဘိုက်နာတာတွေဘာတွေအကုန်လုံးပြောပြလိုက်တဲ့အခါကျတော့ तू တိသွားတယ်လူနဲ့ပြနဲ့ရွာထိပ်ကိုပြန်လာပြီးတော့ तू ဖို့ထားတဲ့ပညာဘူးလေးကိုယူပြီးတော့ကောင်းကင်ကိုကြီးကန်းအတွင်းနဲ့ပြန်တက်သွားတဲ့အချိန်မှာပဲကောင်းကင်ကနေပြီးတော့အဖြူရောအလင်းနဲ့တန်းကနေပြီးတော့အဲ့ဒီကြီးကန်းတက်တဲ့ကိုထိုးကြလာတာချွီလို့ဖုံးဆိုတဲ့အတိုင်းနဲ့အတူတူအဲ့ဒီစုံမမဲတုံလေးမြေကြီးပေါ်ကိုဒလင်းခောက်ကူကြသွားတော့တာပေါ့ဗျာခွေးကြဝက်ကြသွားတော့ဟမ်မဲတုံတစ်ဆက်ဖောက်မှနင်ကဒီရွာကိုဘာလာပြီးသတင်းစုံနှမ်းတာအရင်ကငါထွက်လို့မရပါဘူးအခုတော့ဆရာလေးကောင်းမှုနဲ့ငါတို့ထွက်လို့ရပြီဟဲ့အဲ့ဒီအတန်ကြီးကအပေါ်ကနေပြီးတော့ဖြည်းဖြည်းချင်းကြလာအလင်းနဲ့အတူတူဖြည်းဖြည်းချင်းကြလာအဲ့ဒီဖွာကြီးကဓမင်းလူတော့မဟုတ်ဘူးဗျတကောင်းလုံးဆွတ်ဖြူနေတဲ့အေးတာရွာကိုဆောက်ရှောက်နေတဲ့ဆိုတဲ့စုံဖြူမာကြီးပဲအေးအရင်ကနင်တို့တွေစီးချထားလို့ငါတို့ရွာပြင်ကိုထွက်လို့မရပါဘူးအခုတော့လူလေးပါပင်ကြောင်ငါတို့အရွာပြင်ကိုထွက်လို့ရပြီကောင်းမတွေရဲ့တို့မကြတဲ့နင်တို့သေဖို့တာပြင်ထားပြီးတော့အဖွားကြီးကတော့မြစ်တာကိုရှေ့တန်းတင်တာပေါ့ဗျာပြောတဲ့အတိုင်းပဲမလုပ်ပါဘူးဒီချိန်မှာပဲနောက်ကနေကမှအလင်းရောင်တန်းထွက်လာပြီးတော့စနကဆုံးမကိုစက်တီနဲ့ထိခိုက်သွားတယ်အဖွားဟဲ့ငါမီးဘာဖြစ်လို့ဦးလို့မလုပ်လိုက်တာတော့ဟဲ့ဦးတော့ဟိုမှာပြမှုန့်ဖြစ်ပြီးသေးပြီးဒီလိုကောင်မမျိုးတွေကသေမအေးမှာပါအဖွားရဲ့အဖွားဘာမှသူတို့အသက်ချမ်းသာပေးနေကြမလို့ဒီရွာကိုလာပြီးထိခိုက်တဲ့လူတွေမှန်မှန်အားလုံးတတ်ပြေးကြမှာငါမီးရဲ့နင့်ရဲ့စိတ်ကိုလျှော်သမ်းမှာသုံးပြူမှလုံးမယ်ဆိုလို့ရှိရင်စိတ်ကိုရှည်တမ်းမတင်ရဘူးငါမီးရဲ့ဒါတွေမသိဘူးအဖွားရဲ့တော့သေးတော့မသိရတော့ဒီကောင်မတွေကိုတွေ့ရတင်ကြရင်ဒါမဆိုင်ပဲလုံးနဲ့ဆရာပါဘိန်းတို့နှစ်ယောက်ဆရာပါဘိန်းတို့အဖွဲ့ည7 နာရီလောက်ရောက်လာတဲ့အချိန်မှာတော့ကြီးရေကျွန်တော်ပြောထားတဲ့အတိုင်းဝတ်သားတွေပါရပြီလားဗျကြီးရေကျွန်တော်ပြောထားတဲ့အတိုင်းဝတ်သားတွေပါရပြီလားဗျရပြီဆရာလေးထမင်းလေးပြီးချက်နဲ့ဝတ်သားငါးပိတ်သားချက်ထားတာရပြီဆရာလေးအဲ့ဒါဆိုလို့ရှိရင်ရွာပြင်ကိုသွားကြမယ်ဗျာဒီညတော့ကိစ္စတွေအကုန်လုံးရှင်းမှာဖြစ်မှာဒီလိုနဲ့ရွာပြင်ကိုထွက်လာခဲ့တော့တယ်ရွာပြင်ကိုထွက်လာတော့ရွာနာပတ်ချက်လိုက်မှရှိတဲ့မကောင်းဆိုးကနနာဘဝတွေကိုခေါ်ပြီးတော့ဆရာပါပင်ကကျွေးတယ်ဗျာသူ့အိမ်မှာကြံခဲ့တဲ့ဇပလင်မိတ်စာကြီးနဲ့ဇပတ်ကြီး3 ကောင်ကိုလည်းလှမ်းခေါ်ပြီးတော့အစားတောက်တွေကျွေးတယ်စားတောက်တွေကျွေးပြီးတဲ့အခါတော့ကဲဒီရွာမှာရှိတဲ့နနာဘဝမကောင်းဆိုးအပေါင်းတို့ကျုပ်ဒီနေ့လူတွေရဲ့အသက်ကိုကယ်တင်မှုရှိတယ်ဒါကြောင့်မို့လို့ကျုပ်နဲ့အတူတူလိုက်ပြီးတိုက်ခိုက်မဲ့လူတွေအားလုံးကလိုက်ခဲ့ကြပါတရက်တစ်စီကြီးကခေါင်းနဲ့ညှိကြတယ်လူနဲ့ဇပလင်မိတ်စာကြီးဥဆောင်ပြီးတော့တရက်တက်ကြီးခြိတန်းပြီးထွက်လာလိုက်တာဘယ်ကိုထွက်လာလဲဆိုတော့စနကြိုးကိုဝီမိဝီရှိတဲ့ဖျားကောက်တောင်ငုံပေါ်တက်လာခဲ့တာပေါ့ဗျာလူနဲ့တီးဝီလမ်းလျှောက်လာလိုက်တာည10 နာရီရောက်လာပြီလာမင်းကလည်းထိန်ထိန်သားနေတဲ့အချိန်ဆရာပါပင်တောင်ငုံပေါ်ရောက်တဲ့အခါမှာတော့ဟေးစနကြိုးကိုဝီမိဝီမဟဲ့ကဝီစုပ်ကိုဝီပြတ်မနင်အခုဘယ်ပုံးနေလာလဲစင်းထွက်လာခဲ့သန်းတော်လုံးကငိမ့်နေတဲ့အချိန်မှာဆရာပါပင်ရဲ့အတန်ကြီးကဟိတ်ထွက်လာတော့တယ်ဟာစနကြိုးကိုဝီမိဝီမှာတဟာနဲ့အော်ပြီးထွက်လာခဲ့တယ်ဩဆရာဆုပ်ဆရာပြက်နင်လုံးမလောက်လေးမလောက်စားများငါတို့ရဲ့အကြံစီတွေကိုဖြတ်မယ်ပေါ့ငါရဲ့ပညာတွေကိုမမြေးခင်မှာငါအောက်လိုက်ငယ်သားတွေရဲ့ပညာတွေကိုပဲအရင်မြေးလိုက်ပါဦးစနကြိုးကိုဝီမိဝီမှာဖမ်းထားတဲ့တရေတစီတွေအားလုံးဆရာပါပင်းထံကိုလှုပ်လိုက်တော့အဲ့ဒီတရေတစီတွေနဲ့ဆရာပါပင်းနောက်ကနေပါလာတဲ့ဇပလင်မိတ်စာကြီးနဲ့အတူတူတပတ်ကြီး3 ကောင်ရင်နောက်တဲ့တရေတစီတွေအားလုံးကလည်းစနကြိုးကိုဝီမိဝီမှာလှုပ်လိုက်တဲ့တရေတစီတွေနဲ့ပြေးပြီးလက်ပန်းတွေလုံးဖိုက်တော့တာပဲဗျို့အကြမှာပဲတိတ်ဆိတ်နေတဲ့တောကြီးကတပြုံပြောင်းနေနဲ့စူညာပေါ်လို့ရိုက်ကုန်ကြတော့တာလူနဲ့စံကြိုးကိုဝီမိဝီမှာအမိုင်နေရလဲတပန်းနေနဲ့ဘယ်ဆိုးလို့လဲကဲညီမတော်တို့ကြီးညီတို့တက်လို့မသေးတဲ့ကိုတပင်းကိုလာကြည့်ကြပါဦးကိုတပင်းကတခါတက်တော့မသေးတော့နှစ်ခါပြန်တက်ပြရတာပါကိုတပင်းကြီးအပူရီပြောနေတဲ့ကောင်မနင်းမှရှိတဲ့အစွမ်းစားတွေအကုန်ထုတ်လိုက်စမ်း
ဒါပေမဲ့စနကြိုးကိုမိဝေရသူ့ရဲ့လက်ညှိုးကြားတွေကနေပြီးတော့မှအစိတ်ရောင်တောက်တောက်ဆက်ကလေးတစ်ခုလှုပ်ပေးလိုက်တယ်ဗျာအဲ့ဒီဆက်ကလေးပြေးဝင်လာတဲ့ပြိုင်နဲ့စာပါပင်ရတဲ့လွယ်ထေးကနေပြီးအင်ဂျက်တစ်ချက်ထုတ်ပြီးတော့အဲ့ဆက်တဲ့ကိုပြစ်သွင်းလိုက်တော့တယ်အန်ကူလက်မှာပဲဆိုတော့ကစနကြိုးကိုပြစ်လိုက်တဲ့ဆက်အစိမ်းနဲ့ဆရာပါပင်ပြစ်လိုက်တဲ့အင်ဂျက်နဲ့တိုက်မိတဲ့အချိန်မှာတော့မီလိုကြီးပွင့်သွားတော့တယ်မိုင်နင်ကဘယ်ဆိုးလို့လဲပိုရီပြောမိတယ်ဟာမမြန်ဆန်လို့ငါမှအချိန်မရှိဘူးကောင်းပြီလေဒီလိုအချိန်မရှိမှတော့ညီမတို့ရေ9ယောက်ပေါင်းဆက်ထုတ်လိုက်စမ်းပါဟဲ့အဲ့လိုပြောလိုက်ထားတဲ့ဒီပြိုင်နဲ့စနကြိုးကိုဝေရဲ့မိဝေရဲ့အကျော်နောက်ကိုကျန်တဲ့ကိုဝေမ9ယောက်ကချင်းပြေးပြီးတော့လဝါရီနဲ့ကတ်ထားလိုက်တော့ဟိုနောက်ဆုံးတစ်ယောက်ကနေစပြီးတော့ဆက်အနီအောင်ထွက်လာတယ်လုံးနဲ့အလဲကနေပြီးတော့မှဟိုစနကြိုးကိုဝေမိဝေထိတ်ဆုံးလဝါရှိကိုဆက်ရောင်စို့ရောက်ချတာဝါရီအနီးကြီးအပြားကြီးဆက်ရောင်စို့အလုံးရောက်လာအဲ့ဒီအလုံးနဲ့ဆရာပါပိန်းထံကိုပြစ်သွင်းလိုက်တော့တယ်ဆရာပါပိန်းထံလည်းပြစ်လက်သွင်းလိုက်တော့ဆရာပါပိန်းကတန်ကွန်ညာအင်းနဲ့ဟေးလို့អော်ပြီးကမှသူ့ရှိကိုတန်ကွန်ညာတိုင်းခံပြီးလိုက်တယ်ဒါပေမဲ့တန်ကွန်ညာတိုင်းခံပြီးမဲ့လေဥပကဆက်တီကတအားပြင်းထန်တဲ့အခါကျတော့ဆရာပါပိန်းရဲ့ရင်ဝတ်တက်ကိုမှန်သွားတော့တယ်ဗျာဆရာပါပိန်းဆိုင်ထဲကိုတခါတည်းထိုးပြီးထွက်ကြသွားတယ်အဲ့လိုထိုးကြသွားတဲ့အချိန်မှာပဲထူဆန်းအာဩပွဲဟာအပေါ်မှာရုပ်ရည်တိုက်ခိုက်နေတဲ့တေးတွေကမဲအငွေ့တွေပြန်ပြီးကမှဆရာပါပိန်းထိုးကြသွားတဲ့တောင်အောက်ကိုမဲအငွေ့တန်းတွေဝင်ပြီးလိုက်သွားတော့တယ်ဟဲ့ဘာဖြစ်တာလဲဟိုတေးတွေဘယ်ရောက်ကုန်တာလဲဟိုမလေးအမတော့အငွေတန်းတွေဖြစ်ပြီးကမှဟိုအကောင်ဆုံးနောက်လိုက်သွားတယ်ဘာဖြစ်တာပြတလဲတွေဖြစ်ကုန်တာပေါ့ဗျာဒါပေမဲ့ဆရာပါပိန်းရဲ့ရင်ဘတ်တက်မှာအင်းကွက်အမေကြီးပေါ်လာတယ်ဗျာသူဆိုတော့တစ္ဆာဆိုပြီးတောက်လိုက်တဲ့အင်းကွက်မဲကသူ့ရဲ့ဘိုက်တက်မှာပေါ်လာတာရင်ဝတ်တက်မှာအင်းကွက်အမေကြီးပေါ်လာတဲ့အချိန်မှာတော့ဘေးနာတရက်တစီတွေရဲ့မိကိုတန်းနေဖြစ်လာတဲ့ဥစ္စာတွေအားလုံးကဒီအင်းနဲ့ကြီးတွေကိုဝင်လာတာဆရာပါပိန်းကအောက်ကိုထွက်မကြဘဲနဲ့ဖြည်းဖြည်းချင်းအပေါ်ပြန်ပြီးတက်လာတယ်လူကတော့ပကတိအတိုင်းပြန်တက်လာတာမဟုတ်ဘဲနဲ့အယုတ်ကျိုးပြက်ရှင်ဘက်ကြီးကအပေါ်ကျိုးနဲ့ဆွဲထားသလိုဖြစ်ပြီးတော့မှအပေါ်ဖြည်းဖြည်းချင်းကြီးပြန်တက်လာတာပေါ့ဗျာဒါကိုကြည့်ပြီးတော့စနကြိုးကိုမိဝေတို့အားတွေသိနေကြတာပြီးတော့အပေါ်လည်းရောက်ကောဆရာပါပိန်းကမက်တက်ကြီးပြန်ထပြီးတော့အတန်အော်ကြီးနဲ့ပြောလိုက်တယ်ဟက်ကောင်မကြီးနင်တို့ရဲ့ပညာဒါကုန်ပြီလားထပ်ထုတ်ပါဦးစနကြိုးကိုမိဝေတို့အားရောက်လဲကြောက်လန့်နဲ့ဆောင်းနကလိုပဲတယောက်ကြောကုန်းတယောက်လဝါးတွေကပ်ပြီးတော့အကြီးမားဆုံးဆက်ကြီးတစ်ခုထုတ်လိုက်တယ်ဗျာဒီခါတော့6အောင်ဆုံးဆက်ကြီးနဲ့ဆရာပါပိန်းရဲ့ဆက်နဲ့တွေ့တော့မယ်6အောင်ဆုံးဆက်ကြီးရဲ့ဆရာပါပိန်းထံကိုပြေးလာတဲ့အချိန်မှာတော့ဆရာပါပိန်းကသူ့ရဲ့လက်တက်ကနေထွက်သွားတဲ့ဆက်အနက်တိုင်းနဲ့တွေ့လိုက်တဲ့အခါမှာတော့စနကြိုးကိုမိဝေတွေရဲ့ဆက်တွေအကုန်လုံးအပိုင်းပြတ်ထွက်သွားပြီးတော့သူတို့ရဲ့ရင်ဘတ်တွေကိုဖောက်ပြီးဝင်သွားတော့တယ်ဗျာဖောက်ပြီးဝင်သွားတော့စနကြိုးကိုမိဝေတို့ဖြည်းဖြည်းချင်းဒီပဲအငွေ့တွေပြန်ပြီးတော့ပျောက်ကွယ်သွားတော့တယ်ဒီချိန်မှာပဲဆရာပါပိန်းလဲအဲ့ဒီနာမှာပဲခွေကလေးသူပြစ်လဲသွားပြီးတော့ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီကျွန်တော်ရဲ့အခုပြောထားတဲ့ဟာလေးတွေပါနည်းနည်းပါအထစ်ကလေးတွေရှိလို့ရှင်တော့ခွင့်လို့ပါအခုမှစပြီးပြောတာမဟုတ်လို့ခွင့်လို့ပေးပါရန်တောင်းဆိုပါတယ်ခင်ဗျာ